မိမယောက်ျားလေးညနေကျရင်တငယ်ချင်းတွေနဲ့ပြင်သွားခြင်းလို့ သွားလေယောက်ျားရဲ့ အဲ့ဒါလေးဒါလေးနည်းနည်းရောနည်းနည်းခွင့်ပြုနော်မိမ သဘော Wow. မိမတကယ်နော်အတီးပြောရနော်မင်းဘယ်တော့မှခွင့်မပြုခုတကယ်ပြောရနော် အော်တကယ်သားဆို သိချမိမအများကြီးမဟုတ်ဘူးနည်းနည်းပဲနော်သွားတော့မယ်နော်အဲ့ဒါဆိုခွင့်ပြု အော်ယောက်ျားဒါနဲ့ခဏလေးနော် ပြောပါဗျာချစ်မိမလေးပြော ကျမကရိုင်ထူးနေတာတွေမကြိုက်ဘူးနော် မမူးပါဘူးမိမရာစိတ်ချ ပြုံးပါဘူးရောအမှုပြေသေးတခါတည်းတောက်သွား ပြီးမိမစိတ်ချမ်းသာရင်ပြီးတာပဲ Oh yeah ရိုက်မလားမိမသွားတော့မယ်နော် ရှင်သွားတာကသွားလို့ရတယ်ဒါလုံးခဲလို့မရတော့ဘူးနော် ဟာမိမပဲခွင့်ပြုပြီးပြီလေ ရှင်ခုတောက်လိုက်တဲ့အဲ့ဒါနဲ့ကမတည့်ဘူး မိမရာမင်းကြောင့်ငါတီလို့မင်းလေလာတော့ကတော့ငါအေးစေး ရှင် ရောသွားတော့မယ်နော် ရေထဲမှာတန့်ဖြော်ပြီးသားမိမလောက်တော့ပါအမေလို့ တာဘာလို့ငိုလာတော့လောင်းမိနာလေးကိုဘာဖြစ်လာတာတော့ အမေတားတဲ့ငယ်ချင်းတွေကလေတားဦးနေအဖေမရှိတဲ့ကောင်လည်းမစော့ချင်ဘူးဆိုပြီးတော့တားလည်းမစော့ချင်ဘူးဆိုအများနဲ့အဲ့လိုပြောတယ်မေယာတားဖေပဲမှာတော့တားဖေခေါ်ပေးပါဦးမေယာတားအများနဲ့အဲ့လိုမျိုးပဲစားကြတယ်တားမစော့နဲ့ကြီးပဲပြောနေတာမေယာ ငါသားရဲ့အဲ့ငိုစရာမှမဟုတ်တာအမေတရားလုံးရှိနေရလေငါသားကိုနော်အမေကအားလုံးပြည့်စုံထားပေးတယ်လေဘာလို့လို့တော့ဘာလို့မှတော့အဖေအမေကငါသားလူချင်တာလေအားလုံးဝယ်ပေးတယ်လေငါသားရဲ့ငိုနဲ့နော်သားနော်တိတ်နော်သားနော် ဒါမေမရဘူးယာခုခေါ်ပေးယာခုခေါ်ပေးမေယာဒါအမေနဲ့တွေ့ကြည့်တယ်မေယာ ဘလို့ဖြစ်နေရတော့လှုပ်လိုက်ရတော့မငါတော့နော်ဒီလောက်ကြီးဖြစ်နေရဟလားလောက်ဖြစ်နေစရာလို့လားမင်းဘွားမှာအဖေဆိုလဲအမေပဲအမေဆိုလဲအမေပဲလေအားလုံးလှုပ်ပေးထားတာကိုဘာလို့ဒီလိုဖြစ်နေရတာတော့ဟမ်ဘာလို့ဒီလိုဖြစ်နေရတော့ ယာမသိဘူးယာအဖေခုခေါ်ပေးအဖေခေါ်ပေးဗျာအဖေခေါ်ပေးပြီးတော့သွားမယ် တားရဲ့ तू ကမှတားအောင်တားလို့မတတ်မှပဲနဲ့ထားရတာလေအမေတို့ဘာလို့မြတန်းတာနေအောင်တားရဲ့အမေကဘာလို့ဝနေအောင်ရင်းနေကိုအောင်လုံနေရလေ မရေဒီကောင်ဝင်လေးတွေကဘလို့ရောင်းတာလဲ အလေးတွေကတစ်ခွက်ကြည့် 9000ထားလိုက်မရေ9000ရရင်တော့ယူလိုက်မယ် ဟာမိမမင်းရထက်ဝက်ကြီးလွန်လာပြီလားဟာ အမလေးကွယ်အလောက်ကတော့မရပါဘူးဒီလောက်နဲ့ယူသွားဒါတော့မှဝယ်နေကြဖောက်တယ်မလို့အလောက်နဲ့ပေးတာ မရရင်လည်းမယူတော့ဘူးတော့ရောသွားမယ်ယောက်ျား လာယူသွားပါကွယ်ဝယ်နေကြဖောက်တယ်မလို့ပေးလိုက်တာနော် အော်ဟုတ်ပြီအဲ့ဆိုလည်းထည့်လိုက်ဟာတကယ်ရတယ်ဟာယောက်ျားလာဟိုမှာရွက်ပလက်တဲ့ဝယ်ရအောင်ဟာဒီမိန်းမဟေးအဖွားကြီးအသက်ကြီးနေပြီရွက်တွေကလည်းနွမ်းပန်တာစစ်ကောင်းမဲ့ဘာတွေလုံးမယ်မသိဘူးအဖွားရွက်တွေကဘလို့ရောင်းတာလဲ တစည်းမှ200ပါကွယ် တစ်စီးကို200အဖွားအဲ့ဆိုလည်းအကုန်ထည့်လိုက်တော့အကုန်ယူလိုက်မယ်ဒါတွေအကုန်လုံးဟာငါပဲနားကြမှားတာဒီမိန်းမဘာတွေလုံးမယ်မသိတော့ပါဘူး အော်အေးသမီးလေးထည့်လိုက်မယ်နော် မိမမင်းဝေးစားတယ်ကြတော့ရန်စည်းစစ်ပြီးတော့ကွာဒီအဖွားကြီးကအရွက်တွေနွမ်းဖန်တာမင်းဘာလို့မစစ်တာတော့ဟောယောက်ျားရဲ့ရှင်မသိရင်မှတ်ထားဈေးဝယ်တယ်ဆိုတာလဲဝယ်တတ်ရင်ကုသိုလ်ပဲတော့ဟိုဖွားကြီးကြီးလိုက်လေစင်မပြေတဲ့ပုံဆိုတော့ကျမရှော့ခိုင်းပါမလားတော့ကုန်ယူခဲ့လိုက်တာနော်နေပြီမဲ့လေလေအေးပါကွာငါမိမဒီလိုကြောက်ရလဲစိတ်ထားကောင်းလိုက်တာနော်အေးမိမရေမင်းဘယ်မှာတော့ဟဲ့ငါအဲ့တဲ့ပါလာလို့ဟဲ့အာအဲ့တဲ့ပါလာပြန်ပြီဟဲ့ဒီမိမဒီလောက်ခေါ်မကြအောင်မကြဘာလို့လဲကိုကြီးဒီနောက်ခဏထိုင်အောင်ကျွန်တော်မိမကိုသွားခေါ်လာအောင်မယ်နော်အော်ကိုအင်ရှင်ဒီကိုမသိအော်ဒီယောက်ျားတော့ခက်ပါလေဟာမိမမင်းဒီလောက်ခေါ်မကြအောင်မကြဒီနောက်မှာဘာကြီးလုံတာတော့ငါအဲ့တဲ့ပါလာတယ်ဟာကြားတယ်တော်ကြီးရှေ့လာကုန်ရဲ့ကိုအင်ရှင်ဒီကိုမသိပဲနဲ့အဲ့တဲ့မြန်ခေါ်လာရစလားဘာရှိဘူးဟာခေါ်ခဲ့ပြီးမှတော့အားနေရစရာကြီးကွာမျိုးဘာရှိရောမရှိရတော့ကျွေးရမှာပဲဘာရှိရမလဲတော်ကြီးဒီမှာကြည်အောင်မြစ်ကျော်ရဲ့ထမင်းရဲ့ဒါပဲကျမတို့လင်မရတော့ဘလို့စားမှန်းမသိလို့ကျမမိဖို့ကြောင်းထဲမှာအဲ့ဒါဆိုဒီလိုလို့မိမရေယောက်ျားဟိုနားနေမှာထိုင်းနေမယ်မိမဒီထက်ကနေပြီးတော့ဟင်းဘကန်ကြကွဲတာနော်អော်လိုက်
ချက်သားပကံကြွယ်တယ်လို့ပြောနော်အဲ့ဒါနဲ့ယောက်ျားဟိုကနေလှမ်းမိလိုက်လို့ရှိရင်မိမဘာရှိလဲလို့မင်းမြင့်တစ်ခွက်ပဲရှိလို့လားလို့ပြောရင်အေးယောက်ျားဘာတက်နိုင်မလဲကွာလို့မြင့်နေပဲစားရမှာပေါ့မင်းကြွယ်သွားမှာတော့ဆိုအဲ့လိုပြောမယ်နော်တိုင်မင်ကိုင်နော်โอเคသွားပြီယောက်ျားကြီးလုံးမအောင်ယောက်ျားကြီးဟာမိမဘာဖြစ်တာတော့စကားပြန်လဲမရဘူးဟေးဒီမိမတိုင်မင်ကိုက်ထားတယ်တော့လွဲပြီထင်တယ်ဟာသွားကြည့်အောင်ဟာမိမဘာဖြစ်တာတော့တိုင်မင်ထားတဲ့အတိုင်းလည်းမပြောဘူးကွာမေချက်သားရင်ကြောက်လို့ပြောမှလေခုဘာမှမပြောဘူးခုမှအာနာကြိုက်လို့ဘာဖြစ်တာတော့ချက်သားပြေးမဟုတ်ဘူးတော်ရေးကျမတို့နှစ်ယောက်နှစ်ပါးသွားမယ်မြင့်ပကံလေးဗျာဟာမိမလုံးလိုက်ရင်တလွဲငါတို့လည်းငတ်ပြီပေါ့ကွာညသာဟဲ့ဘောစုံမနေ့ကငါ့အတွက်တော့ရီခုံစရာပဲဟဲ့ဟမ်ဘာရီခုံစရာတွေရှိလို့တော့ဂျမ်ဘုံမရဲ့အော်မေးလို့နင်တို့လူတွေနဲ့လုံးဝမသက်ဆိုင်တာမနေ့က February 14 Valentine Day လေအဲ့ဒါငါချင်းထုတ်လိုက်အောင်မနေ့ကငါကလေဘဲလေးနဲ့ဖျားသွားကြောင်းတက်ဘာညာပေါ့ကောင်မတွေ့မင်းငါလဲရအောင်လို့မှာမနေ့ကဘလတိုင်းလေးမနမီကိုရည်သားရှာမှာမစင်ဂျာဘိုင်ဘာတစ်တော့ Telegram ငါဘယ်သူမှစားဖို့မထားဘူးငါအဖေဖြစ်နေတာကြားနေပြီငါဘယ်လိုလုပ်ရပါလဲဟိုကောင်လေးငါခွင့်ရှာမယ်နင်ငါ့ကိုဓာတ်ပုံခိုးရိုက်နေမှာလားအားကြောင့်ကြည့်နေအောင်ငါ့ကိုဓာတ်ပုံရိုက်နေမှာလားလို့မေးနေတာလိနေကိုမဟုတ်ဘူးကျွန်တော်ကဒီပနာလေကရှူခင်းနေရိုက်နေတာမဟုတ်ရိုက်တာမဟုတ်ဘူးကြောင်တော်မလုံးနဲ့နေဖုန်းနံပါတ်ငါ့ကိုပေးဗျာဘာဆိုင်လူပေးရမှာတော့ဖုန်းနံပါတ်ကနင်အခွင့်မရှိဘဲနဲ့ main ကလေးတယောက်ကိုဓာတ်ပုံခိုးရိုက်တာနင်ပြဿနာတွက်သွားချင်တာလားပြီးမှလားမပြီးဘူးလားအဲ့လိုမလုပ်ပါနဲ့ဗျာကျွန်တော်ဖုန်းနံပါတ်ပေးဆိုလဲပေးလာမယ်နော်ဟုတ်ပြီငါဖုန်းနံပါတ်လည်းနေယူထားမနေ့ကငါ့ကိုဆက်လာကြုံနော်ဟမ်နင်လုံးမနေနဲ့နင်နဲ့ငါနဲ့ရီးစားဖြစ်သွားပြီမနေ့ကအယုတ်ယူခဲ့နော်လာရင်ညာနင်ဆက်လာနော်မဟုတ်ရင်ပြဿနာကြီးတက်သွားမယ်ဟုတ်ကဲ့ပါမရေကျွန်တော်လာခဲ့ပါမယ်နော်ကျွန်တော်လာခဲ့ပါမယ်ဟိုကောင်လေးကြောင်တောင်နဲ့ငါဘာမှတ်နေလို့ဂျမ်းပုံမဘုတ်စုံမအောင်မြန်ဘာမှတ်မနေ့ကရီးစားရပြီငါလည်းဘလတိုင်းနေလို့လဲပြောင်းမယ်မိမရေယောက်ျားထတိချိုင်းလာပြီဟဲ့ယောက်ျားပြန်လာပြီလားကျမပြောအောင်မယ်ရှင့်မေလေတော့ဟောဗျာမိမရဘာဖြစ်ပြန်ပြီတော့လုံးလုံးလောက်ရတာမောရတဲ့ကြားတယ်ကွာမင်းတို့ကဘာဖြစ်ရမလဲတော့ရှင့်မေလေတမန်နဲ့ခင်းလုံးဟိုဘက်အိမ်ကနေကျမကိုစောင့်မြောင်းပြီးတော့ပြော့ဆိုးနေတာတော့မင်းတို့ကလည်းကွာမင်းတို့အကြောင်းဖြည့်ရှင်းနေရတာတမျိုးလုပ်ငန်းလုပ်နေရတာတမျိုးကွာတော်မိမနွားတွေကုန်နေပြီတော့ဒီဟာကျုံသွားလိုက်ဟုတ်ပါပြီတော့အမေချွေမဒီမှာအမေတွေ့တဲ့တစည်းလုံးခုတ်ပြီးလိုက်တာအမေတမန်နဲ့ခင်းလုံးလုံးနေရတာမောနေကြီးတဲ့တစည်းလုံးလေးစုပ်ပြီးနားလိုက်ပါအောင်နဲ့ပြောလိုက်တယ်မေအမေနေမိမငါ့ဘောကောင်းလို့ပါလားအမွေလိုချင်နေပြီနဲ့တူတယ်အမေချွေမအမေကိုချစ်ပါတယ်ဗျအခုလဲသူနွားတွေကျွေးနေတာအမေနားလိုက်တော့ကောင်းပါပြီငါသားရဲ့အမေဘောကောင်းလို့ကတော့အမေကလည်းပြန်ကောင်းနိုင်ပါတယ်ငါသားကြီးရဲ့မိမရေအမေကပြောနေတယ်အမေခဏနားအောင်နဲ့တစည်းလုံးလေးစုပ်ရင်စုပ်လိုက်ယောက်ျားခုတ်ပေးမယ်သူကုံလုံးလိုက်အောင်မယ်တဲ့အမလီတော့မယုံမအောင်ရှင့်မိရလားအဲ့လိုပြောမှာတယောက်နဲ့တယောက်အထင်မှားနေကြတာပါကွာအမေကမင်းကိုချစ်ပါတယ်ကွာကျမကလည်းချစ်ပါတယ်တော့ကဲဒါပြီးရင်ကျမရှင့်မိအတွက်ဟင်းသွားပို့ပေးလိုက်အောင်မယ်သားတို့သမီးတို့ရေ lesson 1တော့ပြီးသွားပြီ lesson 2မတက်သေးဘူး lesson 1စာချင်မချင်စာမေးမယ်စာမေးတော့မှာဟေးငါအိမ်သာသွားထားမှာဖြစ်မှာဆရာမနှစ်အမေဘာနှစ်တုံးအိမ်သာတက်ရှင်လို့ဆရာမအိမ်သာတက်ရင်းနဲ့လေရှုပါပေါမှာမလို့နှစ်ချောင်းထောင်လိုက်တာငါစာတင်ခန်းနဲ့ရောက်တာမှ9မိနစ်မပြေသေးဘူးမတက်ရပါဘူးခါဆရာမသားမရတော့ဘူးကိစ္စထိတ်ဝါရောက်နေပြီထိတ်ဝါလာရောက်နေအဲ့နာသာဘာချလိုက်ပြီးရင်ကိုယ့်ဘာကိုကျုံဟမ်ပါတော့မချပါရသေးနဲ့ဆရာမရေအောင့်ထားလိုက်မယ်ရဆိုဘာလဲမသိဘူးဟုတ်ဆုံးမဒါပဲတော့ဆရာမသမီးလေခေါင်းနေမူဘိုက်တွေကြိုက်နေလို့ကြောင်းစည်းကန်းသွားပြီးတော့ဆေးသွားယူမလို့ဆရာမဟဲ့ဘာလို့ဘိုက်ကြိုက်တာတော့ဘိုက်နာတာမဟုတ်ဘူးလားဟောဟုတ်တယ်ဆရာမနာလုံးမှားပြီးပြောမိတာဘိုက်နာတာအမလေးဟဲ့ဘိုက်နာတာမြန်ကြောင်းစည်းကန်းဒီသွားစရာမလိုပါဘူးဆရာမစီမှာရက်စားပါတယ်ရော့ဒီရက်စားရက်တော်စာမင်းမယ်ဆိုရင်ဘိုက်နာတဲ့လူနဲ့ချိပါခြင်းတဲ့လူနဲ့ဘိုက်နာပါတယ်ဆိုမှဆရာမလည်းရက်စားကြီးသွားကိုနေရာကိုသွားထိုင်နေစာမင်းမယ်ဟဲ့
ဟုတ်ဆရာမစာမရလို့ပါဆိုမှ